2026ကိုရောက်နေပြီ CV အဟောင်းပုံစံနေနဲ့ပဲလှုပ်ရှားနေတုံးလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြည့်တင်ပါတယ်ဒီနေ့မှာတော့ Canva application ကိုသုံးပြီးတော့ update CV ဖောင်လေးဘယ်လိုပြင်လဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးကျွန်တော်တို့ Canva application ကိုတောင်းလိုက်ပါမယ်ပြီးရင်ဘယ်ဘက်လေးမှာ create ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါမယ်အဲဒီမှာ search နေရာလေးမှာ resume ဆိုတဲ့စာသားလေးဖြတ်လိုက်ပါမယ်ဒီမှာဆိုရင်ကျမတို့ format လေးတွေရှိတယ်ဒီမှာ A3 တို့ A4 တို့ရှိတယ်ပေါ့နော်ပုံမှန်ကျမတို့က standardized format ဆိုလို့ရှိရင် A4 ကိုပဲရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ CP form plain format ကိုရပြီဖြစ်ပါတယ်အဲဆိုရင်တော့ pivot channel ကိုထောက်လိုက်ပါမယ် pivot channel က design ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်ကိုလိုချင်တဲ့ design ကိုလည်းရှာလို့ဒီမှာရိုက်ရှာလို့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အောက်မှာကကျမတို့သူပေးထားတဲ့ design လေးတွေပဲရွေးလို့ရပါတယ်ပေးထားတဲ့ design ပုံစံလေးတွေထဲမှာကျမတို့ဒီမှာတွေ့ရတဲ့အဝါရောင် crown ပုံစံနဲ့ရကြတော့သူကတော့ pro version ပါကျမတို့ pro version မဟုတ်ဘဲနဲ့ free version နဲ့သုံးမဲ့လူတွေဆိုလို့ရှိရင်ဒီအဝါရောင် crown ပုံစံလေးတွေရဲ့ format လေးတွေကိုမယူဘဲနဲ့တခြား design ကနေပြီးတော့သုံးလို့ရပါတယ်အဲဆိုလို့ရှိရင်ကျမတို့တစ်ခုခုကိုရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်အဝါရောင်မပါတဲ့တစ်ယောက်ယောက်ပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်ရွေးလိုက်ပါမယ်ဒါဆိုရင်ကျမတို့ sample template လေးတစ်ခုရွေးလိုက်ပြီးဖြစ်ပါတယ်အဲဆိုရင်ကျမတို့ဒီ sample template လေးမှာကိုယ့်ရဲ့ information တွေဖြစ်ကြပါမယ်အရင်ဆုံးဒီနေရာလေးကတော့ကိုယ့်ရဲ့ပုံထည့်ဖို့နေရာလေးဖြစ်ပါတယ်ကိုယ့်ပုံကိုထည့်မယ်ဆိုလို့ရှိရင် professional ဆန်တဲ့ပုံလေးထည့်ဖို့တော့လိုအပ်ပါတယ်ဒီနေရာလေးကကျတော့ကျမတို့နာမည်ပါကိုယ့်ရဲ့နာမည်လေးကိုရေးလိုက်ပါမယ်ဒီအောက်ကနေရာလေးကကြတော့ position ပါ position ကကြတော့ကိုရှောက်ထားမဲ့အရာတို့ဖြစ်ပါတယ်ကိုက marketing manager အရာတို့ကိုရှောက်မယ်ဆိုရင်ဒီညမှာ marketing manager ပါတကယ်လို့တခြား position ရှောက်မယ်ဆိုလို့ရှိရင်တော့တခြား position ရဲ့ name ကိုရေးဖို့လိုအပ်ပါတယ်ပြီးသွားရင်တော့အောက်မှာ contact နေရာလေးမှာကြတော့ကျမတို့ဒီမှာဆိုရင်ဖုန်းနံပါတ်လေးထည့်ပါမယ်မြန်မာနိုင်ငံဆိုရင် +959 နဲ့စာပြီးတော့ကိုယ့်ဖုန်းနံပါတ်လေးရေးလိုက်မယ်ပေါ့နော်ဒုတိယနေရာလေးကကြတော့ email address ပါတတိယနေရာလေးကကြတော့ address ဖြစ်ပါတယ်ကိုနေတဲ့လိပ်စာလေးထည့်ပါမယ်ဒီအပေါင်းမိနေရာလေးကကြတော့ကိုယ့်ရဲ့အကြောင်းပေါ့နော်ကိုယ့်ရဲ့ professional အကြောင်းကိုအနှစ်ချုပ်လေးရေးလိုက်ရပါပြီဒီအောက်ကကြတော့ skills တွေဖြစ်ပါတယ် skills တွေမှာဆိုရင်တကယ်လို့က marketing manager ဆိုလို့ရှိရင်ကိုမှာကmarketing skill တွေရှိမယ်နောက်တစ်ခုကကြာ communication skills တို့ leadership skills တို့ဒါဆိုရင်ကိုမှာရှိတဲ့ skills တွေကိုကshort to the point လေးနဲ့ထည့်လိုက်ရပါပြီဒါကတော့ sample ပြထားတာပါတကယ်လို့ကိုမှာတခြား skill တွေထပ်ရှိသေးတယ်ဆိုရင်ကိုဒီမှာထပ်ထည့်လို့ရပါတယ်ဒီဘက် channel က education ပေါ့နော် education မှာဆိုရင်ကျမတို့က education အောက်မှာဆိုလို့ရှိရင်ပါလေးတွေပါနေဆိုလို့ရှိရင်ကိုယ့်ရဲ့ highest educational background ကိုအရင်ဆုံးရေးတင်ပါတယ်ကိုယ့်ရဲ့ educational background ကအမြင့်ဆုံးက PhD ဆိုရင်ဒီမှာက PhD ရဲ့ educational background ကိုအရင်ဆုံးရေးတင်ပါတယ်ပြီးတော့မှနောက်ဆုံး master ပြီးလို့ရှိရင်နောက်တစ်ခုကကြာ bachelor နောက်မှာကိုကဒီ diploma တို့ certificate တို့အကြောင်းလေးတွေကိုထည့်ရေးတင်ပါတယ် experience အပိုင်းမှာဆိုလို့ရှိရင်လည်းခုနက education နဲ့အတူတူပဲပေါ့နော်ကိုယ့်ရဲ့နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်သက်အတွေ့အကြုံနောက်ဆုံးလုပ်ခဲ့တဲ့ position တွေကိုရေးတင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်နောက်ဆုံးလုပ်ခဲ့တဲ့ position ကိုကရေးချင်းအဖြစ် CV ဖတ်တဲ့လူဒါမှမဟုတ် CV ဖောင်ကို review လုပ်တဲ့လူကကိုနောက်ဆုံးမှာဘယ် experience တွေရှိထားတယ်ဘယ်လုပ်တွေကိုလုပ်ထားတယ်ဘယ်တာဝန်တွေယူထားတယ်ဆိုတဲ့ဟာမျိုးကိုသူကမြင်နိုင်တယ်ပေါ့နော်အောက်ဆုံးမှာဆိုလို့ရှိရင်ကျမတို့အရင်ဆုံးလုပ်တဲ့အတွေ့အကြုံတော့ကျမတို့အောက်ဆုံးမှာထားမယ် reference နေရာကြတော့ကိုအရင်လုပ်ခဲ့တဲ့အလုပ်တွေကအထက်လူကြီးတွေကနေပြီးတော့ကို recommend ပေးတဲ့ပုံစံပေါ့နော်တော်တော်များများအလုပ်တွေကတော့ reference လို့တယ်ဒါပေမဲ့တချို့အလုပ်တွေကမလို့ဘူးဆိုလို့ရှိရင်တော့ဒီ reference အပိုင်းကိုကျမတို့ကခြံခဲ့လို့ရတယ်ကိုကဘယ်လို fee မျိုးမှာလှုပ်ရှောက်မှာလဲကိုရှောက်မဲ့ fee မှာလဲ reference လို့လားမလို့ဘူးလားအဲ့လိုမျိုးပုံမူတည်ပြီးတော့ဒီ reference နေရာကထည့်လို့လည်းရတယ်ဖြုတ်လို့လည်းရပါတယ်အခုပြပေးသွားတဲ့ sample မှာကျမတို့ရဲ့အချက်လက်တွေဖြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ form လေးတွေမှာကျမတို့ကအရောင်လေးတွေလည်းလိုက်ပြောင်းလို့ရပါတယ်အရောင်လေးတွေဆိုရင်ကျမတို့ကဒါဆိုအဖြူရောင်ပေါ့နော်အဖြူရောင်ဆိုရင်အပေါ်မှာဒီ background color ဆိုတဲ့နေရာလေးရှိတယ်အဲ့ဒီ background color လေးကိုနှိပ်လိုက်မယ် background color လေးကိုနှိပ်ပြီးသွားပြီဆိုရင်ကျမတို့ဘယ်ဘက်မှာအရောင်လေးတွေရှိတယ်ပေါ့နော်အရောင်လေးတွေဆိုလို့ရှိရင်ကျမတို့ကဘယ်အရောင်ထားမှာလဲဒီလိုအရောင်လေးထားမှာလားအဲ့အရောင်မှာကျမတို့အဲ့အရောင်ကအရန်တောက်လွန်းနေဆိုမှိန်လိုက်လည်းရတယ်ဒီလိုမှိန်လိုက်လည်းရတယ်ပေါ့ဒီလိုပုံစံမဟုတ်ဘဲနဲ့တခြားပုံစံလေးတွေလည်းပြောင်းလို့ရပါတယ်တခြားပုံစံလေးတစ်ခုပြောင်းကြည့်ပေးပါမယ်ဒီအနောက်က background color လေးတွေလည်းချိန်လို့ရတယ်2026မှာCP ဖောင်အသစ်လေးတွေပြင်ပြီးအလုပ်ရှောက်မဲ့လူတွေရှိတယ်ဆိုရင် Canva application ကိုသုံးဖို့မမေ့ကြနဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်